လားအပြောသဘောနဲ့မင်းတွေ့ခဲ့တာလားအစင်မပြေရင်မင်းသဘောအတိုင်းမှာဒီလူကိုထားခဲ့လိုက်ပါငါဟာမင်းရဲ့အဖြေခံမှာအရာရာကိုပြီးဆက်ချင်နေမှာအပြောသဘောနဲ့မင်းတွေ့ကြတာလားအစင်မပြေရင်မင်းသဘောအတိုင်းမှာဒီလူကိုထားခဲ့လိုက်ပါငါဟာမင်းရဲ့အဖြေခံမှာအရာရာကိုပြီးဆက်ချင်ဒီမှာခဏတာချိန်လေးအတွင်းမှာငါသေးကိုနေခွဲခဲ့တာရှုံးလွယ်သူအယူတစ်ပိုင်းဖြစ်ပြီးကွာမာယာတွေသုံးထားခဲ့သူရာငါမိရဲ့လက်သုံးကဟာအထက်ဆုံးတာအထက်ချွန်မြလာတာတသမမုံမှုတဆုံးထိဆိုတာရလုံးလာပြောတဲ့တတလုံးအတွက်ကိုလွမ်းရဖို့လားကွာအပြောသဘောနဲ့မင်းတွေ့ခဲ့တာလားအစင်မပြေရင်မင်းသဘောအတိုင်းမှာဒီလူကိုထားခဲ့လိုက်ပါငါဟာမင်းရဲ့အဖြေခံမှာအရာရာကိုပြီးဆက်ချင်နေမှာခဏတာအချိန်လေးအတွင်းမှာငါအသေးကိုနေခွဲခဲ့တာရှုံးလွယ်သူအယူတစ်ပိုင်းဖြစ်ပြီးကွာမာယာတွေသုံးထားခဲ့သူရာငါမိရဲ့လက်သုံးကဟာအထက်ဆုံးတာအထက်ချွန်မြလာတာတသမမုံမှုတဆုံးထိဆိုတာပြလုံးလာပြောတဲ့အချစ်ရာတတလုံးအတွက်ကိုလွမ်းရဖို့လားကွာ